ကဲအားလုံးပဲမင်္ဂလာပါဗျဒီဇန်နဝါရီမှာလီဗာပူးတို့အနေနဲ့ငွေထက်သုံးမယ်ဆိုတဲ့အသံတွေထွက်ပေါ်လို့လာပါတယ်လီဗာပူးတို့အနေနဲ့အာဆင်နယ်နဲ့မန်စီးတီးကိုအမိလိုက်ဖို့ကစားသမား2ယောက်လောက်ထပ်ဖြည့်အောင်မယ်လို့သတင်းတွေကဖော်ပြနေကြပါတယ်ပြီးခဲ့တဲ့ဘက်ကမန်စီးတီးကိုရှုံးနေပြီးနောက်ကန်နာရီနဲ့ရှစ်မှတ်ကွာဟသွားတဲ့လီဗာပူးတို့အနေနဲ့အာတီတာရဲ့အသင်းနဲ့အမှတ်ကွာဟမှုပြန်လည်ချင်းမြောင်းအောင်ဆွဆောင်နိုင်မှုတွေလီဗာပူးတာဝန်ရှိသူတွေကနီးပြအန်နက်စလော့ကိုထပ်မံပံ့ပိုးပေးဖို့ဆန္ဒရှိနေကြပါတယ်လီဗာပူးတို့အနေနဲ့နွေရာသီကအလက်ဇန်နာအီဇက်ဖလော်ရီယန်ဘက်စ်ဟူကိုအီကီဒီကီဖရင်ပေါင်ကာကက်စ်နဲ့ဂျီယိုဗန်နီလီယိုနီတို့အတွက်ငွေကြေးမြောက်များသုံးစွဲလို့ထားခဲ့ပါတယ်နွေရာသီမှာယင်းနှိမ့်မှုန်မှုတွေများခဲ့ပေမဲ့လီဗာပူးတို့အနေနဲ့မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပဲနောက်ပိုင်းပွဲစဉ်တွေမှာရုန်းကန်နေရပြီးပရီးမီးယားလိနောက်ဆုံး6ပွဲမှာ9ပွဲရှုံးလို့ထားပါတယ်လက်ရှိမှာတော့မန်ချက်စတာယူနိုက်တက်နဲ့အမှတ်2တန်းစီစီရဲ့အဆင့်8နေရာမှာရပ်တည်လို့နေပါတယ်အားပဲစနေနေ့မှာကစားမဲ့ Nottingham Forest နဲ့ပွဲစဉ်မှာလီဗာပူးတို့အနိုင်ရလက်ပြန်လည်ယူဆောင်ပေးဖို့နီးပြအန်နက်စလော့တယောက်ဆရာတက်တန်လို့နေပါတယ်။နေရာဒီအသုံးစရိတ်ကြောင့်လက်ရှိစောင်းစီဈေးကွက်မှာအသုံးစရိတ်ကန့်သက်ဖို့ရှိနေပေမဲ့နောက်ရာသီဝက်မှာအာဆင်နယ်တို့ကိုလိုက်မိဖို့လီဗာပူးတာဝန်ရှိသူတွေကအပြောင်းအရွှေ့အတွက်ငွေသုံးဆွဲဖို့အသံတွေထွက်လာပါတယ်။လီဗာပူးတို့အနေနဲ့အရင်ရာသီတွေကစောင်းစီဈေးကွက်ကနေဖန်ဒိုက်လူးဝစ်စီရဲ့ကိုဒီဂက်ပိုလိုအောင်မြင်တဲ့ကစားသမားဝယ်ယူမှုတွေရှိခဲ့ပါတယ်။ဒါကြောင့်ဒီဇန်နဝါရီဈေးကွက်မှာလည်းငွေကြေးသုံးဆွဲဖို့လက်တွန့်နေမှာမဟုတ်ဘူးလို့အားကစားဒါရိုက်တာရစ်ချက်ဟူကပြောကြားထားပါတယ်။လီဗာပူးရဲ့နံပါတ်1ဖြစ်မဲ့ကစားသမားကတော့အန်တိုနီစီမီညိုဖြစ်ပါတယ်။ရစ်ချက်ဟူအနေနဲ့ဘုံဘုံမှာရှိစဉ်ကစီမီညိုရဲ့အပြောင်းအရွှေ့ကိုကင်တွယ်ခဲ့ရဘူးတာမို့လီဗာပူးတို့အနေနဲ့အဆင်ပြေပြေခေါ်ယူနိုင်ဖို့မျှော်လင့်ထားပါတယ်။ဘုံမောက်တို့အနေနဲ့စီမီညိုအတွက်ပြောင်းရွှေ့ကြေး85သန်းခန့်တောင်းဆိုနိုင်ပါတယ်။လက်ရှိစီမီညိုအနေနဲ့ရှေ့ပိုင်းပွဲစဉ်တွေမှာခြေစွမ်းပြပြီး6ဂိုးသွင်းယူကဂိုးဖက်နေမှု3ခုပြုလုပ်ထားနိုင်ခဲ့ပေမဲ့နောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာတော့ပုံမှန်ခြေစွမ်းပျောက်ဆုံးလို့နေပါတယ်။စီမီညိုကိုလီဗာပူးနဲ့မဟုတ်ပဲစပါ၊မန်ချက်စတာစီးတီးနဲ့မန်ချက်စတာယူနိုက်တက်တို့ကပါအဆောင်ကြည့်လို့နေပါတယ်။နောက်တစ်ယောက်ကတော့အဒန်ဝါတန်မှာလီဗာပူးတို့အနေနဲ့ဝါတန်ကို2026မှာခေါ်ယူနိုင်ဖို့ကနဦးဆွေးနွေးမှုတွေစနေပြီးတော့သတင်းတွေကဖော်ပြလာပါတယ်။အင်္ဂလန်ခြေပွင့်ဟာပြီးခဲ့တဲ့ရာသီကတည်းကထိပ်တန်းခြေစွမ်းပြနေတဲ့ကွင်းလက်ကစားသမားတအုပ်ဖြစ်ပြီးလီဗာပူးရဲ့ရေဒါထဲမှာအစောတည်းကရှိနေတဲ့ကစားသမားဖြစ်ပါတယ်။ပြီးခဲ့တဲ့အယ်မေးနီးယားပွဲကဝါတန်ရဲ့ဒုတိယမြောက်နိုင်ငံအသင်းနဲ့ပွဲထွက်ခွင့်ရတဲ့ပွဲဖြစ်တယ်လို့ရီယယ်မက်ဒရစ်နဲ့မန်စီးတီးတို့ရဲ့ကင်းအောက်တွေကလည်းစောင့်ကြည့်နေတဲ့ကစားသမားဖြစ်ပါတယ်။ရီယာဒီကငွေကြေးများသုံးဆွဲပြီးထင်နိုင်ပေါက်ခဲ့တဲ့လီဗာပူးတို့ဒီဇန်နဝါရီမှာခေါ်ယူမဲ့ကစားသမားတွေနဲ့ရောအသားကျပါမလားမိတ်ဆွေတို့ရဲ့အမြင်လေးတွေရှိရင်လည်းဆွေးနွေးပေးပါဦး။